လာပါနော်မိုးဒီနေ့ပြောချင်တာပေါ့နော်အခု line ပေါ်မှာဆိုတွေ့နေတယ်ကွယ်နော်ဆိုင်မှုရှိတဲ့အကူကကိုယ်ကစိုက်မှုတွေပေးတဲ့အတွက်ပေါ့နော်ပြန်ပြီးမချစ်ဖဲလဲမနေနိုင်ဘူးအကိုရဲ့တက်ဆိုင်သူအမျိုးသမီးလေးကိုလည်းအားနာပါတယ်ဆိုပြီးတော့တင်လာတာတွေ့တယ်ဒါ friend ဖြစ်နေတဲ့မို့လို့တယောက်ပြီးတယောက် join သွားကြတာတွေ့ရပေါ့နော်ဒီအဖြစ်တွေတကယ်ဒါဆိုရင်ပေါ့နော်မိုးပြောချင်ပါတယ်ပိုင်ရှင်ရှိတဲ့အကိုပဲဖြစ်ဖြစ်မောင်ပဲဖြစ်ဖြစ်ကို့လာပြီးတော့ပတ်သက်ရင်ကို့လာပြီးကျင်နိုင်ကို့လာပြီးဂယုစိုက်နေရင်မตายရမိပါစေနဲ့တကယ်လို့ตายရမိတယ်ရှစ်မိတယ်ဆိုရင်တော့သူ့ကိုပြန်ပြီးတော့လက်ခံလိုက်เสียမလိုပါဘူးကို့ပတ်တာကိုပဲတယောက်တည်းပဲချစ်လို့ရပါတယ်ကျင်နာလို့ရပါတယ်တွားပြီးမပတ်သက်ပါနဲ့ပိုင်ရှင်ရှိတဲ့အိမ်ကိုဝင်နာဟာဘာလဲသိလားတခိုးဓမြပိုင်ရှင်ရှိတဲ့သူကိုတွားပြီးကိုမပတ်သက်တင်တော့လားကိုပိုင်ရှင်ရှိမှန်းသိနေရှောင်ရမှာကိုယ့်ရဲ့အလုပ်ကိုဟာအမျိုးကောင်းသမီးလေးတမိုးရှိတဲ့ကောင်အမျိုးသမီးလေးနော်တိတ်ခါတမာတိနဲ့ပြည့်စုံတဲ့အမျိုးသမီးလေးမိကောင်းဖခင်ကမွေးထားတဲ့အမျိုးသမီးလေးဆိုရင်ပိုင်ရှင်ရှိတဲ့သူကိုချောင်ရပါမယ်နော်သူ့ကိုပြန်မပတ်သက်မိအောင်ညမယ်နောက်ပြီးတော့အကိုရဲ့သက်ဆိုင်သူအမျိုးသမီးလေးကိုလည်းအားနာပါတယ်ဆိုတဲ့စကားတဲ့အဲ့ဒီအမျိုးသမီးလေးကိုကစာနာပေးရမှာအမျိုးသမီးချင်းစာနာပေးရမှာငါချစ်သူတာအခြားမျိုးသမီးကိုတွားပြီးတော့ပတ်သက်နေရင်ဆိုတဲ့စိတ်နဲ့ကိုကစာနာပေးရမှာနောက်ပြီးတော့လောကငရဲကိုကကြောက်ရမှာပတ်ဝန်းကျင်ရဲ့ထိုးနှက်မှုတွေကိုကဂရုစိုက်ရမှာအဲ့ဒါဒီအားလုံးဘာမှယူမဆိုင်ဘူးငါသူ့ကိုချစ်တယ်သူ့ကိုငါရအောင်ယူမယ်ဆိုတဲ့စိတ်ကလေးများဖြစ်လိုက်နေညီမလေးတို့ဒီမိကောင်းဖခင်သားသမီးမဟုတ်ဘူးဆိုတာကိုလူသိသွားတာပေါ့ညီမလေးဟုတ်တယ်မလား